Part 3. The age of Samuel 4 years ago is equal to the age of Joseph 5 years ago. Given Samuel is 23 years old now, how old is Joseph now? ဒီမှာဆိုရင်လွန်ခဲ့တဲ့4နှစ်က Samuel ရဲ့အသက်ကလွန်ခဲ့တဲ့5နှစ်က Joseph ရဲ့အသက်နဲ့ equal တူနေတယ်တဲ့ Samuel ရဲ့အခု23နှစ်ဖြစ်နေပြီတဲ့ဒါဆိုရင် Joseph ရဲ့အသက်ကဘယ်လောက်လဲလို့မေးတယ်အဲ့ခါမှာဒီချိန်မှာ Samuel ရဲ့ကရန်ကငယ်တဲ့သူဖြစ်တယ် Joseph ကပါလေကြီးတဲ့သူဖြစ်တယ်ဘာကြောင့်လဲဆိုရင် သူကလွန်ခဲ့တဲ့4နှစ်ကသူ့ရဲ့အသက်က Joseph ကလွန်ခဲ့တဲ့5နှစ်ကသူ့ထက်တစ်နှစ်စောတဲ့အသက်နဲ့ဘာဖြစ်လဲညီးနေတဲ့အတွက်ကြောင့်မို့ Samuel ကငယ်ပြီးတော့ Joseph ကကြီးနေတယ်အဲ့ဆိုရင်ဒီချိန်ကသူ့ရဲ့ age ကအသက်ကွာခြားချက်ကိုရှာရမှာပေါ့အသက်ကွာခြားချက်ရှာတဲ့အခါမှာဒီမှာ4 years ago 5 years ago ဆိုတာဒါကလွန်ခဲ့တဲ့4နှစ်ကအသက်ဒါကလွန်ခဲ့တဲ့5နှစ်ကအသက်ဆိုတော့သူတို့ရဲ့ကွာခြားချက်ကဘယ်နှစ်ပဲရှိမှာအောင်ဆိုရင်တစ်နှစ်ပဲရှိမှာပေါ့လွယ်လွယ်မှတ်ရမယ်ဆိုရင်တော့အကိုနဲ့တွေ့ရင်နှုတ်မယ်အဲ့လိုပဲ later နဲ့တွေ့ရင်လည်းနှုတ်ပါပဲဟုတ်ပြီနော်နှုတ်လိုက်တော့ age ကအသက်ကွာခြားချက်ကတစ်ဖြစ်နေတယ်ဟုတ်ပြီဒါဆိုရင်ငယ်တဲ့သူရှာခိုင်းတာလားကြီးတဲ့သူရှာခိုင်းတာလားကြည့်မယ် Joseph ကိုရှာခိုင်းတာ Joseph ကပိုကြီးတဲ့သူအဲ့ဆိုဘာလုပ်လိုက်မလဲဆိုရင် Samuel ရဲ့အသက်23နဲ့အသက်ကွာခြားချက်1နဲ့ပေါင်းလိုက်မှာပေါ့အဲ့ကြောင့်23နဲ့1နဲ့ပေါင်းတော့ဘယ်လောက်ရမလဲဆိုရင်24နှစ်ရမယ်ဟုတ်ပြီဒီပု္ပ္ပစာမှာမှတ်ရမှာကတော့ဆွာလို့အကိုအဲ့လိုတူနေတော့နှုတ်လိုက်တယ် age ကွာခြားချက်အသက်ကွာခြားချက်ပြောချင်တော့နှုတ်လိုက်တယ် later လို့တွေ့ရင်လည်းနှုတ်ရမှာပဲအကိုနဲ့ later ကြမှာပေါင်းရမှာဖြစ်တယ်ဒီမှာကြီးရဲ့သူရှာခိုင်းတဲ့အတွက်သက်ကွာခြားချက်ကိုပေါင်းထားတယ်ငယ်တဲ့ကူရှာခိုင်းတော့ဒီကျဲတို့ကအသက်ကွာခြားချက်ကိုနှုတ်ပေးရမှာပေါ့နားလည်မယ်လို့ထင်ပါတယ်ဟုတ်ပြီနော်